နိုင်ငံတကာကတော့မျက်စိကျနေပြီစောစောစီစီအပြက်အသက်တစ်ပေးခံနေရတဲ့ Miss Cosmo မြန်မာသဲစုငိမ်နိုင်ငံတကာအလှမဲအတိုင်းဝိုင်းတွေရှီပန်းစားပြီးဩဇာညောင်းပြီးဖိလစ်ပင်းနိုင်ငံမှာနာမည်ကျော်ပဲချက်အကဲဖြတ်ဝေဖန်သူပဲချက် analyst တစ်ခုဖြစ်တဲ့ Bruce Sam ကယခုနှစ် Miss Cosmo ပြိုင်ပွဲကြီးတွင်မဲမြန်မာ Miss Cosmo မြန်မာကပြိုင်ဘက်ကောင်းတစ်ခုဖြစ်ပြီးချန်ပီယံဆုတွေကိုစုခုနိုင်လောက်တဲ့အလားအလာအလွန်ကောင်းမွန်ကြောင်းအထူးတလဲထုတ်ပေါ်ချီးကျူးလိုက်တာပါ Bruce Sam ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Myanmar's moment Miss Cosmo Myanmar is a strong contender for Miss Cosmo မြန်မာနိုင်ငံရဲ့အချိန်အခါရောက်ပြီလို့သူဆိုခဲ့ပါတယ် Miss Cosmo Myanmar သဲစုငိမ်ဟာ Miss Cosmo ပြိုင်ပွဲအတွက်အင်အားကြီးပြိုင်ဘက်ကောင်းတူဖြစ်ပါတယ်ဟုပုံနှိပ်တကွဖော်ပြထားရာပရိသတ်များအကြားအားပေးမှုနဲ့စိတ်ဝင်စားမှုအရှိန်ဟုန်ပြင်းစွာရရှိနေပါတယ်။သဲစုငိမ်ကို Miss Cosmo မြန်မာဟုတရားဝင်ကြေညာလိုက်ပြီးတဲ့အချိန်ကစပြီး Miss Cosmo International TikTok အကောင့်မှာဆိုရင်လေသဲစုငိမ်ရဲ့ဗီဒီယိုဟာ viewer ပေါင်း3 million နီးပါးထိကိုရရှိခဲ့ပြီးတခါမှမရရှိခဲ့တဲ့ viewer သမိုင်းတစ်လျှောက်အမြင့်ဆုံးပဲဖြစ်ခဲ့ပါတယ်။သဲစုငိမ်ရဲ့အရှိန်ဝါကြီးမားပုံကိုအရင် Miss Grand ပြိုင်ပွဲတွေကနေ short တက်လို့တော့မရပါဘူးเนาะ Miss Grand ပြိုင်ပွဲတုန်းကဆိုရင်လေပပနဝကိုရိုင်းသူ့ကိုအလွန်ပဲကြိုက်နှစ်သက်ခဲ့တာဖြစ်ပါတယ်အခုတခါမှဆိုရင်လေနိုင်ငံတကာပဲချန်လောကတွေဩဇာရှိသူများကအတိအမှတ်ပြုလာရလောက်အောင်မြန်မာမယ်ရဲ့ရုပ်ပိုင်းဆိုင်ရာအလားပါဉာဏ်ပညာနဲ့ပြင်ဆင်မှုများကထက်မြက်နေတာပဲဖြစ်ပါတယ်သူမရဲ့အင်္ဂလိပ်စကားပြော communication skill တစ်ပေါက်ကောင်းတာကိုလည်းပြည်သက်တွေဘယ်သူမှညှင်းနိုင်မယ်မထင်ပါဘူးเนาะသူရဲ့ post out တွေမိနစ်ပိုင်းလေးအတွင်းမှာပဲအပြန်အလှန်တုံ့ပြန်မှု reaction ထောင်းနဲ့ချီမျှဝေမှု share များစွာရှိနေပြီး beauty intelligence purpose ဆိုတဲ့စောင်းပုံနဲ့အညီပြည့်စုံတဲ့အမဲဖြစ်ကြောင်းဝိုင်းဝန်းမှတ်ချက်ပေးနေတာပဲဖြစ်ပါတယ်အခုလို့စောစောစစ်စီပြိုင်ပွဲတွေမစတင်ကြတဲ့ကနိုင်ငံတကာစာမျက်နှာများတွင်ထိပ်တန်းပြိုင်ဘက် strong contender အဖြစ်တစ်ပေးခံရခြင်းခံရတဲ့အတွက်ယခုနှစ် Miss Cosmo ပြိုင်ပွဲကြီးတွင်မဲမြန်မာအနေနဲ့တရပူကိုမြန်မာနိုင်ငံအတွက်သိမ့်ပိုက်နိုင်မလားဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်နေရတော့မှာပဲဖြစ်ပါတယ်။ကဲပရိသတ်တွေကရော Philippine pageantry artist Bruce Sam ရဲ့ထင်မြင်ချက်ကိုဘယ်လိုထင်မြင်မိကြပါသလဲရှင်။အောက်မှာ comment လေးတွေမှန်သွားပေးကြပါဦးနော်။ကဲအခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးအောင်ပါမို့လို့နောက်ဗီဒီယိုတွေလည်းကြည့်လို့ရအောင် channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်။တာယာတော့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါသေးရှင်။